သူမဟာရေတွင်းအောက်ခြေမှာဝတ်ထားတဲ့အမျိုးသမီးတွေကိုမြင်လိုက်ရတော့မှပဲထိတ်လန့်တုန်လှုပ်စွာနဲ့အမှန်တရားကိုသိလိုက်ရပါတယ်။အဲ့ဒါကတော့ရွာရဲ့မြင့်မြတ်တဲ့ရေတွင်းကနေအမျိုးသမီးတွေကိုတိရစ္ဆာန်တွေနဲ့ဘာကြောင့်လဲလှယ်ပေးနိုင်နေတာလဲဆိုတဲ့လှုပ်ဝက်ချက်ပါပဲ။ဒီအမျိုးသမီးတွေဟာလွန်ခဲ့တဲ့မကြာခင်ကမှရွာလူကြီးကတခြားနေရာကနေပြန်ပေးဆွဲပြီးလူကုန်ကူးလာခဲ့သူတွေဖြစ်ပါတယ်။မိန်းကလေးနဲ့သူမရဲ့မောင်လေးဟာရေတွင်းရဲ့လှုပ်ဝက်ချက်ကိုစုံစမ်းဖို့အောက်ထဲကိုဆင်းသွားခဲ့ကြပါတယ်။အဲ့ဒီခါအောက်ခြေမှာသားတက်ယုံတစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ်။ရွာသားတွေရေတွင်းနဲ့ပစ်ချလိုက်တဲ့တိရစ္ဆာန်တွေကိုအောက်ကအလုသမားတွေကစိတ်ကြွစေတဲ့အာယုံချောက်ချစေတဲ့အသားချောက်တွေဖြစ်ပြုလုပ်နေကြတာပါ။အလုသမားတစ်ယောက်ဟာပစ္စည်းတွေပို့ဖို့အလျင်မြန်ရောက်လာပါတယ်။ထိတ်လန့်သွားတဲ့မောင်နှမနှစ်ယောက်ဟာခုလေးတင်တတိလေးအောင်လက်နဲ့ခံထားရတဲ့အလုသမားတစ်ယောက်ရဲ့အဝတ်အစားတွေကိုဝတ်လိုက်ပြီးမျက်နှာမှာရှုပ်လက်တွေတုပ်လိမ့်လိုက်ကြပါတယ်။သူတို့ဟာအလုသမားတွေဖြစ်ဟန်ဆောင်ပြီးလွတ်မြောက်ဖို့ကြိုးစားခဲ့ပေမဲ့ပစ္စည်းလာယူတဲ့သူကတခုခုမှားနေတယ်ဆိုတာကိုရိပ်မိသွားပါတယ်။သူကမောင်လေးဖြစ်သူရဲ့ရုပ်တွင်ဟာအရင်ကနဲ့ဘာလို့ကွာခြားနေတာလဲလို့မေးပါတယ်။ကံကောင်းထောက်မစွာနဲ့မောင်လေးဖြစ်သူဟာပစ္စည်းလာယူတဲ့သူစိတ်ကြွအသားချောက်တွေစားနေတာကိုမြင်သွားပါတယ်။ဒါကြောင့်သူကဒီလူဟာအသားချောက်တွေအစားများပြီးအာယုံချောက်ချနေတာဖြစ်မယ်လို့ချက်ချင်းပြန်ပြောလိုက်ပါတယ်။ပစ္စည်းလာယူတဲ့သူလည်းထပ်မမေးတော့ပဲတထေးစီကိုကုန်ပစ္စည်းတချို့အမြန်သွားပို့ဖို့သူတို့ကိုခိုင်းလိုက်ပါတယ်။တထေးကအဲ့ဒီပစ္စည်းတွေကိုဖောက်သေးစီချက်ချင်းလက်လွှဲပေးဖို့လိုအပ်နေတာပါ။မောင်နှမနှစ်ယောက်ဟာရွေးချယ်စရာမရှိပဲအသားချောက်ထုတ်တွေကိုတထေးစီတဲသွားပေးခဲ့ရပါတယ်။ဒါပေမဲ့တထေးကမြင်မြင်ချင်းသူတို့ကိုချက်ချင်းစစ်မေးပါတော့တယ်။မနေ့ကမှတိရစ္ဆာန်အစ်စ်တွေပြစ်ချပေးထားတာကိုဘာလို့အသားချောက်အစ်စ်မလုပ်ပဲအသားချောက်အဟောင်းတွေနဲ့ဖောက်တွေကိုလိမ်ဖို့ကြိုးစားတာလဲလို့သူကဆိုပါတယ်။ပစ္စည်းလာယူတဲ့သူကလည်းမနေ့ကရေတွင်းနဲ့ပြစ်ချလိုက်တာဟာတိရစ္ဆာန်မဟုတ်ပဲအမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ကြားခဲ့ရကြောင်းချက်ချင်းရှင်းပြပါတယ်။တထေးကဒေါသတကြီးနဲ့ဒါကိုဘာလို့စောစောမပြောတာလဲဆိုပြီးအော်ဟစ်ဆဲဆိုပါတော့တယ်။ဒီလိုဝက်ချက်ကိုတယောက်ယောက်သာသိသွားရင်ငါတို့အားလုံးဘဝပြတ်ကုန်လိမ့်မယ်လို့လည်းသူကပြောပါတယ်။ပစ္စည်းလာယူတဲ့သူကလည်းမောင်နှမနှစ်ယောက်ကိုချက်ချင်းအပြစ်ပုံချပါတယ်။သူတို့တာဝန်ကျနေတာလေကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလို့သူကပြောလိုက်ပါတယ်။သူထေးကမိန်းကလေးဘက်ကိုလှည့်ကြည့်ပြီးတခုခုထူးဆန်းနေတယ်လို့ခံစားမိသွားပါတယ်။သူမဘာလို့ရုတ်တရက်ဝိတ်တွေအများကြီးကျသွားတာလဲလို့သူကမေးပါတယ်။မိန်းကလေးဟာကြောက်လန့်လို့စကားမပြောနိုင်ဖြစ်နေချိန်မှာမောင်လေးဖြစ်သူကဗိုက်စာလို့ဝိတ်ကျသွားတာပါလို့ရွှေပြည်အေးလုပ်ပြီးရှင်းပြလိုက်ပါတယ်။သူထေးကမောင်လေးဖြစ်သူရဲ့အတန်ဟာလည်းထူးဆန်းနေတာကိုသတိထားမိပေမဲ့တိုက်ရိုက်မပြောသေးပါဘူး။အဲ့ဒီအစားတခြားလူသမားတွေကိုအစည်းအဝေးလုပ်ဖို့ခေါ်လိုက်ပါတယ်။အားလုံးရောက်လာတာနဲ့မောင်နှမနှစ်ယောက်ကိုဖမ်းဆီးဖို့သူကအမိန့်ပေးလိုက်ပါတယ်။အဲ့ဒီတော့မှသူတို့ဖုံးကွယ်ထားတာတွေပေါ်သွားပြီဆိုတာမောင်နှမနှစ်ယောက်သိလိုက်ရပါတော့တယ်။မိန်းကလေးဟာကြောက်လန့်လို့ကြမ်းပြင်ပေါ်မှာတင်ပုံလဲကျသွားပါတယ်။တထေးဟာသူမဟာရေတွင်းနဲ့ပြစ်ချခံရတဲ့မိန်းကလေးဆိုတာကိုသိသွားပါတယ်။သူကမောင်လေးဖြစ်သူရဲ့အသက်နဲ့ချင်းချောက်ပြီးသူမရဲ့အဝတ်အစားတွေကိုချုပ်ခိုင်းပါတယ်။မိန်းကလေးလည်းရွေးချယ်စရာမရှိပဲအဝတ်အစားတွေချုပ်လိုက်ရပါတယ်။သူမဟာအလွန်လာပါတာကိုမြင်တော့တထေးဟာရုံမာတဲ့စိတ်တွေပေါ်လာပြီးစော်ကားဖို့ကြိုးစားပါတော့တယ်။အဲ့ဒီချိန်မှာပဲတကားကိုရုတ်တရက်လာခောက်ပါတယ်။တထေးကစိတ်မရှိစွာနဲ့တကားဖွင့်ပေးလိုက်ချိန်မှာပဲလုတ်တစ်ချောင်းနဲ့အချက်ကောင်းကောင်းအောက်ခံလိုက်ရပြီးဦးကောင်းကနေတွေးတွေအရှိန်အဟုန်နဲ့ထွက်လာပါတော့တယ်။နောက်တစ်စက္ကန့်မှာပဲအမျိုးသမီးတစုပြေးဝင်လာပြီးတထေးရဲ့ဓာတ်ကိုလူယူလိုက်ကြပါတယ်။ပြီးနောက်တထေးကိုဓာတ်ဆခံဖြစ်ဖမ်းဆီးထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာမောင်လေးဖြစ်သူဟာအရင်ကသူ့အမကိုရှာဖို့ရေတွင်းထဲဆင်းလာခဲ့တုန်းကအဖြစ်အပျက်ကိုသတိရသွားပါတယ်။သူဟာအောက်ခြေမှာအကျဉ်းချခံထားရတဲ့အမျိုးသမီးတွေကိုအရင်ဆုံးတွေ့ခဲ့တာပါ။ရွာလူကြီးနဲ့တထေးကသူတို့ကိုစကားမပြောနိုင်အောင်စွန့်အောင်လုပ်ထားကြပါတယ်။ဒါပေမဲ့သူတို့ဟာစာရေးပြီးသူတို့အားလုံးလူကုန်ကူးခံထားရတာဖြစ်ကြောင်းမောင်လေးကိုပြောပြခဲ့ပါတယ်။ရွာသားတွေတိရစ္ဆာန်တွေပြစ်ချလိုက်တိုင်းအဲ့ဒီအမျိုးသမီးတွေကိုရေတွင်းကပေးတဲ့ဆုလက်တွေဖြစ်အပေါ်ကိုပို့ပေးနေတာပါ။မောင်လေးဖြစ်သူကသူတို့ကိုအရင်ကတည်းကလွတ်ပေးထားခဲ့တာဖြစ်ပါတယ်။မမျှော်လင့်ပဲသူတို့ဟာထွက်ပေါက်ရှာမတွေ့ပဲလှည့်ပတ်သွားလာရင်မောင်နှမနှစ်ယောက်ကိုကယ်တင်ဖို့ပြန်ရောက်လာခဲ့တာပါသူတို့ဟာတထေးကိုဓာတ်စာခံလုပ်ပြီးကျန်တဲ့အလုပ်သမားတွေကိုလက်နက်ချခိုင်းလိုက်ပါတယ်ပြီးတော့အားလုံးတူတူထွက်ပြေးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့အလုပ်သမားတွေကလည်းထွက်ပေါက်အားလုံးကိုပိတ်ထားဖို့